မိတ်ဆွေများအားလုံးမင်္ဂလာပါမနေ့ကနော်မနေ့က3-6ထွက်သွားတော့ကျွန်တော်တို့ဒီထိတ်ပေါ့နော်မနေ့အင်္ဂါနေ့မနေ့ကနော်အင်္ဂါနေ့မနေ့ကကျွန်တော်ပြပေးတယ်ဒီထိတ်ကလေးမှန်သွားရနော်386ထိတ်မှန်နေဒါပေမဲ့ကျွန်တော်တို့ကဒီ chain နေ key chain နေအပိတ်တွေလွယ်သွားရနော်ဒါပေမဲ့ကျွန်တော်ဒီ key အမာလေးလို့ကျွန်တော်ဒီ key အမာလေးကလည်း36ဆိုတော့မှန်သွားရနော်အဲ့တော့ဒီနေ့မှာဒီ key အမာလေးနဲ့ဒီ take လေးနဲ့ပေါ့နော်နှစ်ခုနှမျိုးတွေ့ပြီးကျွန်တော် break လေးနဲ့ပေါ့နော်ဒီနှလုံးနဲ့ညှိတဲ့ break လေးလည်းကောင်းတယ်နော်အဲ့ break လေးအဆင်ပြေတယ်နော်အဲ့ break လေးကျွန်တော်လာမယ်ထင်တာပေါ့နော်အဲ့ break လေးနဲ့ကျွန်တော်တို့ကဏ္ဍလေးတစ်ချက်ပြကြည့်အောင်နော်တစ်ချက်ကြည့်အောင်ကဏ္ဍလေးတစ်ချက်ကြည့်ပြီးကျွန်တော်တို့ဒီနေ့မနေ့တော့အဲ့ဒါလေးပဲကစားရမယ်ကျွန်တော်ကတော့နော်မိတ်ဆွေတို့လည်းတစ်ချက်လောက်တစ်ချက်ကြည့်လိုက်ပေါ့နော်အဆင်ပြေတော့လေလိုက်ကစားပေါ့နော်ဒီနေ့ကဗုဒ္ဓဟူးပေါ့နော်ဗုဒ္ဓဟူးမနေ့ပေါ့နော်ဗုဒ္ဓဟူးမနေ့ပေါ့ဗုဒ္ဓဟူးမနေ့ပေါ့နော်အဲ့တော့ဗုဒ္ဓဟူးမနေ့အတွက်တဲ့နော်12နာရီတမိနစ်တော့ပေါ့နော်အဲ့တော့ဒီ take ကလေးကျွန်တော်တို့မနေ့ကလို take လေးတော့အောင်နော်မနေ့ကလို take တော့မယ်ဆိုတော့ဒီမှာဒီ6နော်ဒီ6က6 1 9နော်sorry အပေါ်မှာတပင်ရှိရနော်အဲ့ပင်ကတော့ထားလိုက်ပါအဲ့ပင်နဲ့လို့ဆွဲလိုက်နော်ဒီမှာလဲ9 3ညပေါ့နော်ဒီကောင်9 3ညဖြစ်တဲ့အတွက်ဒီမှာဒီလိုလေးသွားတယ်နော်မနေ့ကဒီမှာကျွန်တော်ဒီမှာတစ်လုံးမရိုက်ပြလိုက်မယ်နော်ခွန်ဆိုတော့ဒီမှာခွန်ညိရနော်အဲ့လိုပဲသွားလိုက်တော့မြင်အောင်လို့နော်ဒီမှာခွန်ဒီမှာ1ဆိုတော့168ဆိုတော့ဒီမှာခွန်95ဆိုတော့ပေါင်းခြင်း1အဲ့တော့ဒီမှာတင်ညိရနော်ပေါင်းခြင်း1နော်အဲ့တော့ဒီမှာတင်ညိတယ်ပြီးတော့ဒီမှာ4ဆိုတော့4 9နဲ့ဒီမှာ1ခွန်ဆိုတော့9ဆိုတော့9ညိတယ်နော်ဒီမှာ6 ဖြစ်တယ်6 ဖြစ်တဲ့အတွက်4နဲ့3ညဆို6ဆိုတော့6ညိတယ်နော်ဒီမှာဆိုရင်ခွန်ပါဝါနဲ့နက်ခတ်3ညခွန်နဲ့3ညဒီမှာ6 8 3ဆိုတော့ပေါင်းခြင်းခွန်ဆိုတော့ခွန်ညိတယ်အဲ့တော့ဒီနေ့မနေ့မှာလာမယ့်ထိပ်စီ4ပါဝါကိုနက်ခတ်နဲ့4 9နဲ့လာမယ့်ထိပ်စီကဒီမှာခွန်6ဆိုတော့3ရှိတယ်3ရှိသည့်အတွက်4ဖြစ်အောင်ဆိုရင်1ပါဝါ6နော်2ဖြစ်အောင်ဆိုရင်3နဲ့9နဲ့ပေါင်း2နော်ဒါထိပ်ပေါ့နော်169ကလာမယ်ဆိုထိပ်နော်လာမှာပါမှန်ဦးမှာဘာလို့ဆိုတော့နက်ခတ်နဲ့စသွားတဲ့အတွက်နက်ခတ်ပိတ်ရင်တော့ဒီကောင်ပြတ်နိုင်တဲ့အနေထားပေါ့နော်ဒါပေမဲ့မနေ့ကကျွန်တော်တို့ဒဲဝင်သွားတဲ့သေးတယ်ဆိုတော့လေဒီကနန်း169ထိပ်ကလာအောင်မှာပါနော်169ထိပ်ကလာအောင်မယ်ပြီးတော့ကျွန်တော်ကီးအမာလေးနော်အဲ့ကီးလေးနဲ့ပဲကျွန်တော်တွဲမယ်နော်ကီးကဒီကီးလေးပဲကျွန်တော်သုံးတယ်689ပေါင်းခြင်း3နော်385ကီး385ကီးဖြစ်မယ်ဒီမှာလဲအဲ့တိုင်းပဲနော်ဒီမှာနော်ခွန်6ဒါလေးခွန်6တက်နော်ပေါင်းခြင်း4ပါဝါ9နက်ခတ်2နော်တင်9နဲ့8ပေါ့နော်ပါဝါ3နက်ခတ်2နော်4ခွန်8ပေါင်းခြင်း9ပါဝါ4နက်ခတ်6နော်9 4 6နော်ဒီမှာ8 3ည8ဒီမှာခွန်2ဒီမှာ385ကဲဒီနေ့မနေ့အတွက်ဆိုရင်6 3ည6ဆိုတော့ပါဝါ2နှစ်ပေါ့နော်6 3ည6နှစ်ခွန်4ပေါ့ဒါနှစ်ခွန်4ကကီနော်နှစ်ခွန်4ကကီအဲ့နှစ်ခွန်4ကီကနောက်ထပ်ဒီနှစ်ခွန်4ကီကိုကျွန်တော်မအောင်လို့နော်နောက်ထပ်တကီဒီအောက်လေးမှာဆက်ပြလိုက်မယ်နော်နှစ်ခွန်4ကီကောင်းတယ်နော်နှစ်ခွန်4ကီကဘယ်လိုလေးကောင်းလဲဆိုတော့ဒီမှာဒီကောင်ကမနော်မ6 8 5 9 4 6နော်9 6ကညီရနော်အဲ့တိုင်းပဲနော်3ညခွန်9 6ပါဝါ1နက်ခတ်9နော်6 1 9 1 8 1ဆိုတော့3ညပါဝါ9နက်ခတ်ခွန်3ည5ခွန်4ခွန်2ဆိုတော့ပေါင်းခြင်း3ပါဝါ8နက်ခတ်5 3 8 5 6 1 8ဆိုတော့5 3ည3ဒီမနေ့တော့တနင်္လာမနေ့တော့ဒီဗုဒ္ဓဟူးမနေ့တော့6ခွန်9ပေါင်းခြင်း2ခွန်4ဒါလေကီးပဲနော်
နိခွန်လေးကလည်းလာမယ်ဆိုရင်ကီးပဲเนาะဒီမှာကီးနိခွန်လေးကီးနိခွန်လေးကီးเนาะနိခွန်လေးကီးနိခွန်လေးကီးဆိုတော့တူညီရเนาะပြီးတော့ကျွန်တော် break နဲ့ချုပ်မယ် break ကကောင်းတယ်ဒီ break လေးကိုကျွန်တော်သဘောကျတယ်9ပင်ကူ break ပဲเนาะကျွန်တော်အမြဲတမ်း9ပင်ကူလေးတွေပဲကျွန်တော်ကင်တာများเนาะဒီနေ့က9ပင်မြောက်ဖြစ်သွားပြီเนาะကျွန်တော်ဒီကြားထဲမှာခွန်ကိုတပင်ပဲမိသေးတယ်เนาะအဲ့တော့ထိတ်နေမိတယ်ဆိုတော့မဆိုးပေါ့เนาะအဲ့တော့ဒီ break လေးတစ်ချက်ကြည့်အောင်ဒီခွန်ကိုပေါင်းခြင်း6 power 1เนาะ6 1 break เนาะဒီကောင်လဲပေါင်းခြင်း6 power 1နှစ်ခက်9 sorry 6 1 9 break เนาะခွန်နဲ့ဆိုတော့9 break 5 1ဆို6 break เนาะ9နဲ့ဆိုတော့ power 1နှစ်ခက်6 168เนาะ168 break 368ဆို10 break ထွက်တယ်1နဲ့8နဲ့ပေါင်းရင်9 4 6 9 4 6 3 6ဆိုတော့9 break ထွက်တယ်အဲ့တော့တခုသတိထားမှာကျွန်တော်တို့ဟို power break ကမလာသေးဘူးเนาะအကုန်လုံးက negative ကြည့်ပဲเนาะအဲ့တော့ဟို power break ကိုကြိုက်ရင်လည်းကစားပေါ့မကြိုက်ရင်လည်းပယ်ခြင်းလည်းပယ်ဒါပေမဲ့ရန်ခြင်းလည်းရန်ပေါ့เนาะကျွန်တော်တို့ခဏလေးသိပ်မများတော့ကျွန်တော်တို့အကုန်ကစားမယ်2နဲ့6နဲ့ပေါင်းရင်8 power 3 negative ဒါ8 3 1ကဒါ break နော်8 3 1က break အဲ့တော့ကျွန်တော်ဒီနေ့မှာဒီ take ကလေးကိုကျွန်တော်ကြိုက်တယ် take ကလေးကြိုက်တဲ့ကောင်ကလည်းကျွန်တော်ဒီ take နဲ့ပတ်သက်တဲ့ key လေးလည်းရှိတယ်နော်အဲကြောင့် take လေးကိုကြိုက်တယ် take နဲ့ပတ်သက်တဲ့ key လေးကtake နဲ့ပတ်သက်တဲ့ key လေးကဘယ်လိုသွားလဲဆိုတော့ပေါ့နော်ဟိုဒီလိုလေးပေါ့နော်မနက်ခင်းသွားတယ်ပေါ့နော်369ပေါ့နော်369အဲ့တိုင်းလေးသွားရနော်8 power 3 negative မှာ8.5เนาะဒါ8.5เนาะ8.5 power 4ပေါင်းခြင်း4 4 9နှစ်เนาะနင်းညီတယ်ဒီမှာတင်ညီတယ်အဲ့တိုင်းပဲ6နှစ်ခွန်ဆိုတော့5 3ည3ညညီတယ်5 8 3ညဆိုတော့3 8 5เนาะ3 6ဆိုတော့3ညီတယ်ခွန်3 6ဆိုတော့6 1 9ဒါကီနော်6 1 9ကီဒါလည်း6 1 9ထိပ်ပဲနော်6 1 9ထိပ်2ခွန်4ကီ2ခွန်4ကီနော်8 3 1 break နော်အဲ့တော့ကျွန်တော်ဒီမှာချရေးလိုက်မယ်နော်ဒီမှာဒီလိုပဲရေးလိုက်တော့မယ်နော်6 1 9ကကျွန်တော်တို့ထိပ်နော်2ခွန်4ကကီနော်ဒါထိပ်ဒါကီနော်ပြီးရင်အဲ့တော့ icon လေးကိုကျွန်တော်ရေးလိုက်မယ်နော်6 1 9 6 1 9 6 1 9နေခွန်လေးနေခွန်လေးနေခွန်လေးနော်အဲ့တော့မှ break ကကျွန်တော်တို့ break နဲ့ညီတဲ့ကဏ္ဍလေးတွေကျွန်တော်တို့ရွေးပြီးတော့တင်ကွက်ကစားမယ်ဆိုရင် break ကဒီမှာ8 3 1 break နော်8 3 1 break ဖြစ်တယ်8 3 1 break ဖြစ်တဲ့အတွက်ဒီမှာ8 3 1 break နဲ့ညီတဲ့ကောင်လေးတွေကျွန်တော်ရွေးလိုက်မယ်နော်ဒီမှာဆိုရင်8 break ညီတယ်နော်3 break ညီတယ်8 3 break ညီတယ်8 break ညီတယ်နော်ဒီမှာ1 break ညီတယ်ဒီမှာ3 break ညီတယ်နော်ကဏ္ဍလေး6ခွက်ရမယ်3ခွက်ကရန်စော့မယ်နော်အဲ့တော့မှကျွန်တော်ကဒီ1နှစ်လေးကိုကျွန်တော်ဟိုတိတ်ပြီးတော့ဟိုပျောက်တရားပျောက်ကဏ္ဍက1 to 5ကျန်တာ1နဲ့5ကျန်တာ1နဲ့5ပျောက်နေတာနော်1နဲ့5ပျောက်နေတဲ့အတွက်ဒီနှလုံးအတွဲတော့ကျွန်တော်တိတ်သဘောမကျအောင်အဲ့တော့ရန်နဲ့ကွက်ထဲပဲကျွန်တော်ထည့်မယ်နော်ရန်နဲ့ကွက်ထဲပဲကျွန်တော်ထည့်မယ်ဒီ1နဲ့3 4 5ကွက်ကိုကျွန်တော်တင်ထိုးမယ်နော်ကျန်တဲ့ကဏ္ဍလေးတွေကိုကျွန်တော်ရန်စော့မယ်ပေါ့နော်အဲ့တော့ဒီ minute တော့ကျွန်တော်ပေါက်မယ်ထင်တယ်မိတ်ဆွေတို့အနေနဲ့လည်းဒီ break ကလေးပေါ့နော်တကယ်လို့ကိုရတယ်ဆိုရင်ကျွန်တော်ကဒီ key လေးနဲ့ဒီ break ကလေးနဲ့ကျွန်တော်ပို့ပြီးသဘောကျတယ်ထိတ်ကကြတော့ဒီနှစ်ခုနဲ့ညှိနေတဲ့ထိတ်ဖြစ်တယ်ပြီးတော့ဒီမှာလည်း key လေးတွေ့တဲ့အတွက်ဒီနေ့ minute ကျွန်တော်မိမယ်လို့မျှော်လင့်နေပေါ့နော်အဲ့တော့မိတ်ဆွေတို့အနေနဲ့လည်းဒီနေ့ minute မှာကန်ကောင်းနိုင်ပါစေဗျာနော်အားလုံးပဲ bye bye